Fusion 360 software ကိုသုံးပြီးတော့ဒီလိုမျိုး jigsaw ပေါ့နော်reciprocating saw လို့လည်းခေါ်တယ်အဲ့ကောင်မျိုးကိုကျွန်တော်တို့ဒီမှာ design ဆွဲထားတာရှိတယ်ပေါ့နော်ဒီမှာကဒီမှာဒါတစ်ဝက် cover တစ်ဝက်ဖွဲပြီးပြထားတာပေါ့နော်အတွင်းထဲမှာ cloud ပါမယ်motor တစ်လုံးပါမယ်ပေါ့နော်အဲ့ motor ကလဲတဲ့ဥစ္စာကိုကျွန်တော်တို့ဒီလိုမျိုး vertical direction အနေနဲ့ကျွန်တော်တို့ဖြတ်ဖို့အတွက်ဒီကောင်ထဲမှာ gear လေးထည့်တယ်ဒီမှာ gear တွေပေါ့နော်အခုလဲပြီးတော့ဒီမှာအဲ့ gear နဲ့ pin တစ်ခုကို join ထားတယ်ပေါ့နော်အဲ့ join ထားတဲ့ pin ကနေပြီးတော့ဒီကောင်ရှီတိုနောက်ဆက်လုပ်ပြီးတော့ကျွန်တော်တို့ပစ္စည်းတွေဖြတ်တဲ့နေရာမှာတုံးတယ်ပေါ့နော်ဒီကောင်ကပြီးတော့ပြီးကျွန်တော်တို့ဒီမှာrelation နဲ့ဝင်ပြီးတော့ join နေပါကြည့်လိုက်လို့ရှိရင်ကျွန်တော် slider right click နဲ့ animate join ဆိုလို့ရှိရင်ဒီကောင်ကဘယ်လိုလဲမလဲဆိုတာတွေ animate join မြင်ကြည့်လို့ရှိရင်ဒီကောင် direction ဘယ်လိုမျိုးလဲရတယ်ကျွန်တော်မြင်ရတယ်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင် gear အတွင်းရဲ့ gear လေးတဲ့ဥစ္စာတွေကျွန်တော်အသေးစိတ်မြင်ရတယ်နော်အဲကောင်မျိုးကျွန်တော်တို့ design ဆွဲတာကိုအသေးစိတ်လေးလာဖို့ကျွန်တော် YouTube channel မှာ video လေးတွေတင်ပြရတယ်ကျွန်တော်တို့ဒီလိုမျိုး 3D design ပစ္စည်းတွေဆွဲတဲ့ assembly တွေတစ်ခုနဲ့တစ်ခုချိတ်ဆက်တယ်ပြီးလို့ရှိရင်ဒီလိုမျိုးလည်း surface တွေအဲ့လိုမျိုးဆွဲတာတွေကိုကျွန်တော်တို့ဒီစင်းလေးလေးလေ့လာပါဦးမယ်နော်